လူကောင်းတဲ့လူဆိုစေတသိက်ဆိုတာကစိတ်ကိုအယောင်ဆိုးပေးတဲ့တရားပဲကောင်းတဲ့စေတသိက်နဲ့ပေါင်းလို့ရှိရင်လူကောင်းဖြစ်သွားတယ်မကောင်းတဲ့စေတသိက်ကလေးတွေနဲ့ပေါင်းလိုက်လို့ရှိရင်လူဆိုးဖြစ်သွားတယ်ဒီစေတသိက်တွေကပြုပြင်လို့ရတဲ့တရားတွေပါပြုပြင်လို့ရတဲ့တရားတွေဆိုတော့လူငယ်တရားဟောင်းမှာကောင်းတဲ့စေတသိက်တွေဝင်လာတဲ့အခါလူဆိုးကလေးဖြစ်နေပေမဲ့အားလုံးကဝိုင်းပြီးတော့ကောင်းတဲ့စေတသိက်လေးတွေတွင်ပေးမယ်ဆိုရင်လူကောင်းလေးတွေဖြစ်သွားမှာပါစိတ်စေတသိက်ယုံနေပံဆိုတဲ့ပရမတ္ထတရား၄ပါးတွေကစေတသိက်52ခုကိုရှင်းပြပါမယ်စေတသိက်52ခုဆိုတော့ကောင်းတဲ့စေတသိက်မကောင်းတဲ့စေတသိက်နေပယစေတသိက်ဆိုပြီးစေတသိက်52ခုကိုမှတ်သားရပါမယ်စေတသိက်52ခုထဲမှာမကောင်းတဲ့စေတသိက်က14လုံးပါတယ်အများကတော့အာကုသိုလ်စေတသိက်လို့ပြောကြပါတယ်အာကုသိုလ်ဆိုတာကပါဠိကပြက်လာတာမွေးစားတဲ့စကားပါတို့ရင်မဲ့အာကုသိုလ်ဆိုရင်လူတိုင်းနားလေတယ်ပါဠိပုံရင်ကအာကုတလဆိုတဲ့ပါဠိကအာကုသိုလ်လို့ဖြစ်လာတာပါအာကုသိုလ်စေတသိက်ဆိုတာမကောင်းတဲ့စေတသိက်မကောင်းကျိုးပေးတဲ့စေတသိက်တွေပဲစိတ်ဟာအဲ့ဒီအာကုသိုလ်စေတသိက်တွေနဲ့ပေါင်းရင်တော့မကောင်းကျိုးပေးမှာပဲဒီအာကုသိုလ်စေတသိက်တွေဝင်နေတဲ့လူဟာလည်းလူဆိုးပဲမကောင်းတဲ့လူဖြစ်သွားတာပဲစေတသိက်52လုံးထဲမှာကောင်းတဲ့စေတသိက်ကတော့25လုံးရှိတယ်ကုသိုလ်စေတသိက်ကအရေးအတွက်များပါတယ်လူတရားရဲ့စိတ်ကိုတိုက်ခိုက်တဲ့အခါအာကုသိုလ်ကစတား14ယောက်ပဲရှိတယ်ကုသိုလ်ကစတား25ယောက်တောင်ရှိတယ်စစ်တပ်အင်အားချင်းမတူပါဘူးဒါကြောင့်မို့ကုသိုလ်နဲ့အာကုသိုလ်တိုက်မယ်ဆိုရင်ကုသိုလ်ကနိုင်ပါတယ်အချို့ထင်နေတာကလူတွေမှာအာကုသိုလ်ကနိုင်တယ်တဲ့ကလေးတွေကိုလွမ်းမိုးနိုင်တဲ့ပတ်ဝန်းကျင်ကမကောင်းတဲ့ပတ်ဝန်းကျင်ကများတော့များရပဲပါသွားမယ်တဲ့တကယ်ကကောင်းအောင်လုပ်မယ်ဆိုရင်ကောင်းတဲ့စေတသိက်တွေက25ခုတောင်ရှိပါတယ်ကောင်းတာနဲ့မကောင်းတာဆိုရင်မကောင်းတာကဘယ်တော့မှမနိုင်ဘူးကောင်းတာကပဲနိုင်တယ်မကောင်းတဲ့အလုပ်ဆိုရင်တိုးတိတ်လွလွဝဲဝဲလုပ်ရတာကောင်းတဲ့အလုပ်ကိုတော့ဗျောင်လဲလုပ်ပါတယ်လူတိုင်းကလည်းကြိုက်တယ်အဲ့ဒီတော့ကုသိုလ်စေတသိက်က25လုံးရှိတယ်လို့မှတ်ထားပါကုသိုလ်ဆိုတာကလည်းကုသလဆိုတဲ့ပါဠိကိုမြန်မာကမွေးစားယူလိုက်တော့ကုသိုလ်ဆိုတဲ့ဝေါဟာရဖြစ်သွားပါတယ်ဒါကြောင့်မို့ကုသိုလ်အကုသိုလ်ကြတော့ရိုးမရေပဲတပ်ပုံကိုလတ်တတ်ရတယ်မြန်မာစကားရိုးမှာလတ်တတ်ရဲလို့မရှိပါဘူးအသက်တွေထူးထူးဆန်းဆန်းတွေ့လို့ရှိရင်ပါဠိကပြက်လာတဲ့မြန်မာစကားဆိုတာသိရပါတယ်အဲ့ဒီတော့ကုသိုလ်စေတသိက်ဆိုတာကကောင်းတဲ့စေတသိက်ပါပဲစိတ်ကိုဒီကုသိုလ်စေတသိက်တွေနဲ့အုံမိအောင်လုပ်နေလို့ရှိရင်စိတ်ကောင်းဖြစ်လာတာပါပဲစိတ်ကတော့ကောင်းတယ်မကောင်းဘူးဆိုတာမရှိဘူးရှေ့မှာသင်ပြခဲ့တဲ့ရေဥပမာလိုပဲမကောင်းတဲ့စေတသိက်နဲ့ပေါင်းတဲ့အခါစိတ်ဟာမကောင်းတဲ့စိတ်ဖြစ်သွားပါတယ်ကောင်းတဲ့စေတသိက်နဲ့ပေါင်းတဲ့အခါမှာကောင်းတဲ့စိတ်ဖြစ်သွားပါတယ်အဲ့ဒီတော့အဘိဓမ္မာမှာအမြဲတမ်းလူကောင်းရဲ့လို့မရှိနိုင်ပါဘူးအဘိဓမ္မာမှာလူဆိုးဆိုတာလည်းအမြဲတမ်းမရှိနိုင်ပါဘူးအဘိဓမ္မာကတော့အမြဲတမ်းလူဆိုးလူကောင်းမရှိဘူးဆက်လက်သင်ပြမဲ့ကုသိုလ်စေတသိက်တွေကိုတဘောပေါက်နားလည်လာကြရင်ကိုလူကောင်းဖြစ်လာအောင်ပြုပြင်နိုင်တယ်အဘိဓမ္မာကိုလူကောင်းဖြစ်အောင်ပြုပြင်ရေးတရားလို့လည်းဆိုနိုင်ပါတယ်ရှေးလူကြီးတွေကလူကမွေးတိုင်းလူလို့မခေါ်နိုင်ပါဘူးတဲ့ကုသိုလ်အာကုသိုလ်ကိုနားလည်မှလူလို့ခေါ်တယ်တဲ့တကယ်လို့ဒါတို့ပြောတဲ့အတိုင်းကုသိုလ်အာကုသိုလ်ကိုနားလည်မှလူလို့ခေါ်မယ်ဆိုရင်ခုခေတ်မှာလူဘယ်နှယောက်ရှိမလဲနည်းနည်းပဲရှိမှာပါတရိษံနဲ့လူကဘာထူးလဲဆိုတော့လူကကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ဆိုတာသိတယ်ပခုံးနှစ်ဖက်ကြားခေါင်းပေါက်တိုင်းလူလို့ခေါ်မယ်ဆိုရင်တော့ခေါ်နိုင်တယ်တို့တော့လူအစစ်မဟုတ်ဘူးအဲ့ဒါကြောင့်ကုသိုလ်စေတသိက်နဲ့အာကုသိုလ်စေတသိက်ကိုတိတိကျကျရှင်းလင်းသင်ပြသွားပါမယ်အာကုသိုလ်စေတသိက်က14လုံးကုသိုလ်စေတသိက်က25လုံးနှစ်ဖက်ရစေတသိက်က73လုံးအဲ့ဒီစေတသိက်52လုံးတည်းကအာကုသိုလ်စေတသိက်ကစပြီးရှင်းပြသွားမှာဖြစ်ပါတယ်အာကုသိုလ်စေတသိက်အာကုသိုလ်ပြုတိုင်းပါဝင်တဲ့စေတသိက်မှာအာကုသိုလ်စေတသိက်ကုသိုလ်စေတသိက်နဘေယစေတသိက်လို့၃မျိုးရှိပါတယ်မောဟစေတသိက်အာကုသိုလ်စေတသိက်ဆိုတာကမကောင်းတဲ့စေတသိက်မကောင်းတဲ့စေတသိက်က14လုံးရှိတယ်အဲ့ဒီစေတသိက်14လုံးထဲမှာနံပါတ်1ကမောဟစေတသိက်မောဟစေတသိက်ဆိုတာအာကုသိုလ်ပြုတိုင်းပါဝင်တဲ့စေတသိက်ဖြစ်ပါတယ်မကောင်းမှုလုပ်တယ်ဆိုရင်ပဲမကောင်းမှုပဲလုပ်ဒီမောဟစေတသိက်ပါမှာအာကုသိုလ်လုပ်လို့ရတယ်မောဟစေတသိက်မပါရင်အာကုသိုလ်လုပ်လို့မရဘူးမောဟဆိုတာကတော့ပါဠိစကားပဲတို့တော်မြန်မာတွေကလောဘဒေါသမောဟဆိုတဲ့ဒီအာကုသိုလ်စေတသိက်တွေကမောဟစေတသိက်ကိုသိတာများကြတယ်မောဟစေတသိက်ကိုရှေ့ကတွေးဝေမှုလို့ဘာသာပြန်ကြတယ်တကယ်တော့မောဟစေတသိက်ကိုတွေးဝေမှုလို့ပြန်တာပါဠိတရားကိုကြည်ပြီးပြန်ခဲ့ကြတာဖြစ်ပါတယ်ဗိဓမာတဘောတရားကိုကြည့်မယ်ဆိုရင်မောဟဟာတွေးဝေတဲ့တဘောမဟုတ်ဘူးအခုခေတ်မြန်မာတွေနားလည်နေတာကတွေးဝေတယ်ဆိုရင်မောဟမဟုတ်တော့ဘူးအယူဝါဒတစ်ခုခံယူချက်သေးသေးချာချာမပိုင်သေးလို့ရှိရင်ဒီကောင်တွေးဝေနေတယ်တဘောတရားကြီးရာအပြင်ပိုင်နဲ့လက်မခံနိုင်ဘဲနဲ့တွေးဝေနေတဲ့အဆင့်တန်းမှာမြန်မာကတွေးဝေနေတယ်လို့သုံးပါတယ်
အလုပ်တစ်ခုကိုလုပ်မယ်ဆိုရင်ပိုင်နဲ့မဆုံးဖြတ်နိုင်သေးပဲဒီလိုဖြစ်နေခြင်းတွေကိုတွေးဝေနေတယ်လို့ပြောတာပါပြီးတော့မှစကလုံးကြတော့မောဟဟာတွေးဝေတာမဟုတ်ပါဘူးမောဟကိုမိုက်မဲမှုလို့ဘာသာပြန်ရင်တော်တော်အဓိပ္ပာယ်ရပါတယ်မြန်မာစကားမှာမိုက်တယ်မဲတယ်ဆိုတာကသလုံးစီပါဘာသာပြန်တဲ့အခါမှာမြန်မာစကားတွေကတိတ်အရေးကြီးပါတယ်မိုက်တာကစကားသလုံးမဲတာကစကားသလုံးမိုက်နဲ့မဲနဲ့ပေါင်းလိုက်တော့မိုက်မဲမှုဖြစ်လာပါတယ်မိုက်တယ်ဆိုတာကမိုက်ခနဲ့ဖြစ်သွားတယ်ဆိုရင်ဘာမှမသိတော့ဘူးလူမိုက်ဆိုတာကဘာမှမသိတဲ့လူကိုလူမိုက်လို့ခေါ်တာပဲမိုက်တာကိုအဓိပ္ပာယ်ရှင်းအောင်မိုက်ဆိုတာကမဲတာမဲတယ်ဆိုတာကလည်းမောင်လာတာပဲမိုးမောင်ကြီးကလည်းကြာနေပြီးမီးတွေကလည်းအကုန်လုံးပိတ်လိုက်မယ်ဆိုရင်မောင်သွားမယ်မောင်သွားတော့ဘာမှမမြင်ရတော့ဘူးအဲ့ဒီတော့မောဟဟာဘာမှမမြင်အောင်မှောင်ချပေးတဲ့တရားပဲလူငယ်တွေဟာစတော့ကဖြူစင်တန်ရှင်းနေတယ်ဖြူစင်တန်ရှင်းနေတဲ့စိတ်ကမကောင်းတာကိုမလုပ်ချင်ဘူးမလုပ်ချင်တဲ့စိတ်ကိုမောဟကမှောင်ချပေးလိုက်တာမောဟကမှောင်ချပေးလိုက်တဲ့အခါကျတော့စိတ်ကအကုသိုလ်လုပ်ရမှာမရှိတော့ဘူးမကြောက်တော့ဘူးဘယ်အကုသိုလ်ဖြစ်ဖြစ်အကုသိုလ်လုပ်တိုင်းမောဟကမှောင်ချပေးတယ်ဒါကြောင့်မောဟကိုမှိုင်မဲမှုမှောင်ချပေးမှုလို့ဘာသာပြန်ရတယ်ခုကမှမောဟကိုမသိမှုလို့ဘာသာပြန်ကြတယ်ဒါကတကွက်ကျော်ဘာသာပြန်တာပါတကယ်ကမောဟရဲ့တဘောတရားအရင်ကတော့မှောင်ချပေးလိုက်တာပဲမှောင်ချပေးလိုက်တဲ့အခါကျတော့လူဟာဘာမှမသိတော့ဘူးကုသိုလ်လားအကုသိုလ်လားခွဲခြားပြီးမသိတော့ဘူးအဲ့ဒီတော့မှောင်ချပေးတာကပထမအဆင့်မသိတာကနောက်တစ်ဆင့်တို့ပေမဲ့နောက်တစ်ဆင့်တက်ပြီးမောဟကိုမသိမှုလို့ဘာသာပြန်ကြတယ်ဘာဖြစ်လို့လဲဆိုတော့မောဟနဲ့အဓိပ္ပာယ်သူပါဠိစကားလုံးတစ်လုံးကရှိသေးတာကိုလူတွေကအသိများတာကမောဟကိုအဝိဇ္ဇာလို့လည်းအသိများကြပါတယ်အဲ့ဒီတော့မောဟကိုအဝိဇ္ဇာလို့လည်းပါဠိလိုခေါ်ပါတယ်ပရိစ္ဆာသမုပ္ပါမှာအဝိဇ္ဇာဆိုတာမသိမှုဒုက္ခသစ္စာကိုမသိမှုသမုဒယသစ္စာကိုမသိမှုနိရောဓသစ္စာကိုမသိမှုမေဃသစ္စာကိုမသိမှုသစ္စာလေးပါးကိုမသိမှုဆိုတော့အဝိဇ္ဇာကိုမသိမှုလို့ဘာသာပြန်တာဖြစ်ပါတယ်မောဟနဲ့မျက်မှန်စိမ်းမောဟဆိုတဲ့ဗိဓမာတဘောကတော့မှောင်ချပေးတာပဲဥပမာအဖြစ်မြင်းကိုမြက်ကျွေးတဲ့အခါမြက်ကအချောက်တွေကိုမြက်ချောက်တွေဆိုရင်တော့မျက်မှန်စိမ်းတက်ပေးလိုက်တယ်ရိုးရိုးဒီအတိုင်းကျွေးရင်မြင်းကမစားဘူးမျက်မှန်စိမ်းတက်ပေးလိုက်တဲ့အခါကျတော့မြင်းစိတ်ထဲမှာမြက်အစိမ်းတွေလို့ထင်သွားတယ်အစိမ်းတွေလို့ထင်တော့စားတယ်ဒါဟာမျက်စိကိုလဲစားပေးလိုက်တာပါပဲပြောသေးတယ်မင်းကလေးတွေဟာမွေးတယ်တဲ့တကယ်တော့ရေမွေးတို့ပေါင်နာတို့ကမွေးတာကိုလူကလိန်ထားလို့လူကမွေးတယ်လို့တဆင့်တက်ပြီးခေါ်လိုက်တာပါတကယ်တော့လူကမမွေးပါဘူးလူကမွေးတယ်ဆိုတာကမျက်မှန်စိမ်းတတ်ထားပြီးလို့ပါပဲလူတွေကလည်းမျက်မှန်စိမ်းတတ်ထားတာကိုပဲတော်တော်သဘောကျနေကြပါတယ်တရားထုတ်တယ်ဆိုတာလွယ်လွယ်လေးပါမျက်မှန်စိမ်းကိုချွတ်လိုက်ရုံပါပဲတို့ပေမဲ့ကိုယ်တိုင်ကမဖြုတ်ချင်ကြပါဘူးဗေဒမာတရားစစ်ဆက်ကတော့မောဟကလူတွေကိုမျက်မှန်စိမ်းတတ်ပေးထားတာပါအဲ့ဒီလိုမျက်မှန်စိမ်းတတ်ပေးထားတဲ့အတွက်ယောက်ျားလေးတွေကလည်းမိန်းကလေးတွေကိုတစ်မျိုးထင်မိန်းကလေးတွေကလည်းယောက်ျားလေးတွေကိုတစ်မျိုးထင်နေကြတာဖြစ်ပါတယ်မြင်းဟာမျက်မှန်စိမ်းတတ်ပေးထားတော့မြက်ချောက်တွေကိုအစိမ်းတွေလို့ထင်တယ်လို့ဘယ်အာကုသိုလ်အလုပ်ဖြစ်ဖြစ်မောဟကမောင်ကျပေးထားလို့လှုပ်ရဲကြတာပါအာဟိတကစေတသိက်အာကုသိုလ်ပြုတိုင်းပါဝင်တဲ့စေတသိက်တွေထဲမှာမောဟတစ်ခုသေးတာမဟုတ်ပါဘူးအာဟိတကစေတသိက်ဆိုတာလည်းရှိပါသေးတယ်အာဟိတကဆိုတာကမရှင်းမှုပဲစိတ်ကဖြူစင်နေတော့အာကုသိုလ်လုပ်ရမှရှင်းနေတယ်ရှင်းနေတဲ့စိတ်ကိုမောဟကမှောင်ချပေးလိုက်တဲ့အခါအာဟိတကစေတသိက်ကမရှင်းအောင်လုပ်ပေးပါတယ်ဘယ်နေရာမှာမရှင်းတယ်လဲဆိုတော့ဒုစရိုက်ပြုလို့ရမှာမရှင်းဘူးဒုစရိုက်ဆိုတာပါဠိကဒုစရိတဒုစရိတဆိုတာကဒုမကောင်းတာစရိတအလေးကျင့်ပဲမကောင်းတဲ့အကျင့်ကိုဒုစရိတလို့ပါဠိလိုခေါ်တယ်ဒုစရိတကိုမြန်မာကမွေးစားတဲ့အခါကျတော့တာဝန်မှုမတက်ဖဲနဲ့ဒုစရိုက်ဆိုပြီးကာကြီးတတ်ပါတယ်မြန်မာနေမြန်မာဟာနဲ့ဒုစရိုက်ဆိုတဲ့နေရာမျိုးမှာကာကြီးတတ်တာဖြစ်ပါတယ်အဲ့ဒီတော့ဒုစရိုက်ဆိုတာကိုမြန်မာတွေကဘယ်လိုနားလည်နေကြလဲဒုစရိုက်လုပ်ငန်းဆိုတာဘယ်လိုအလုပ်တွေလဲခုကမကောင်းမှုအကုန်လုံးရှိသမျှကိုဒုစရိုက်လို့နားလည်နေကြတယ်ဒုစရိုက်ဆိုတာဒီနေရာမှာကာယဒုစရိုက်ဝစီဒုစရိုက်နှမျိုးရှိတယ်ကာယဒုစရိုက်ဆိုတာကကိုဖြင့်ပြုလုပ်တဲ့ကာယကံ၃ပါးပါဏာတိပါဒသူများအသက်သက်တာအာရိဏဒါနသူများဥစ္စာခိုးတာကာမေတုမိစ္ဆာစာရသူများသားများဖြစ်စီတာဒါကိုကာယဒုစရိုက်လို့အဘိဓမ္မာခေါ်တယ်အခုခေတ်ကတော့ဓာတွေလည်းမကဘူးဒုစရိုက်ကိုမြန်မာကအများကြီးနားလည်နေတယ်ဒုစရိုက်နေနေရေးလို့ပြောရင်အကုန်လုံးပါနေတယ်ဒီကာယဒုစရိုက်၃ပါးကိုလောက်ရမှာမရှိတာကအဟိတကစေတသိက်သူများအသက်တတ်မှာဆိုရင်မောဟကမှောင်ချပေးတော့မရှိတော့ဘူးจิตတတ်တယ်ဆိုပါစို့ရိုးရိုးပဂတိစိတ်ကကောင်းတဲ့စိတ်ဆိုတော့မတတ်ချင်ဘူးမတတ်ချင်ပေမဲ့မောဟကမောင်ချပေးတယ်မင်းတတ်တာတတ်ပါကွာဘာမှအပြစ်မရှိပါဘူးတတဝါဆိုတာလူကချွတ်မှကျွတ်တာပဲသူတွေစားဖို့ဖြစ်လာတာပဲလို့တဖြည်းဖြည်းမောင်ချပေးလိုက်တော့ကြက်ကိုတတ်လိုက်တော့တယ်အဲဒီလိုဒုစရိုက်အာကုတို့လှုပ်တဲ့နေရာမှာမောဟကမောင်ချပေးတော့
အာဟိတိကကမရှိတော့ပဲလှုပ်ဖြစ်သွားပါတော့တယ်ဝစီဒုစရိုက်ဆိုတာကနှုတ်ဖြင့်ပြောဆိုတဲ့ဝစီကံ၄ပါးဖြစ်ပါတယ်မုတဝါဒဆိုတာကဒုစရိုက်ခုခဲလူတွေကတဦးကိုတဦးလိန်ရမှာတိတ်ပြီးမရှိကြတော့ဘူးအရင်ကမြန်မာလူမျိုးဆိုတာအရှိရှိတဲ့လူမျိုးပဲဒီအာကုသိုလ်အဟိတိကစေတသိက်ကိုနားလည်တဲ့အတွက်မြန်မာလူမျိုးတွေအရှိရှိတယ်ဆိုတာမုတဝါဒဝစီဒုစရိုက်လိန်ရမှာတိတ်ရှိတယ်လူတွေမှာလိန်တဲ့အကျင့်လေးတွေပါလာပြီးယောက်ျားကလေးတွေကမိန်းကလေးတွေကိုလိန်မိန်းကလေးတွေကယောက်ျားလေးတွေကိုလိန်နဲ့သစ္စာမရှိကြတော့ဘူးဒီလိုသစ္စာမရှိကြရင်တိုင်းပြည်တစ်ခုတည်ထောင်လို့မရတော့ဘူးမုတဝါဒဟာဘယ်လောက်ဆိုးတယ်လဲဆိုရင်ယောက်ျားလေးတွေကမိန်းကလေးတွေကိုလိန်မိန်းကလေးတွေကယောက်ျားလေးတွေကိုလိန်ဒါအခြေခံကစလိန်တာနောင်မိဘတို့သားသမီးတို့ဖြစ်လာတဲ့အခါကျတော့လေမိဘကသားသမီးလိန်သားသမီးကမိဘလိန်ယောက်ျားကမိန်းမလိန်မိန်းမကယောက်ျားလိန်ဒီလိုလိန်ကြလို့ရှိရင်လောကကြီးကိုကောင်းအောင်တည်ဆောက်လို့မရနိုင်တော့ဘူးလိန်တာဟာအလွန်ဆိုးတဲ့ဒုစရိုက်ပါပိတုနာဝါစာဆိုတာဂုံတိုက်တာလို့အဓိပ္ပာယ်ရတယ်တရားနဲ့တရားမသိမမြတ်ဖြစ်အောင်ကွဲပြားအောင်ပြောတာပါပဲဒီဂုံတိုက်တာဟာလည်းအမတန်ဆိုးတဲ့ဒုစရိုက်တစ်ခုဖြစ်ပါတယ်ရှေးကမြန်မာတွေကတော့သူတစ်ပါးအကြောင်းကိုဘာတွေပဲသိနေမိတ်ဆွေချင်းချင်းပဲဖြစ်ဖြစ်ရန်သူပဲဖြစ်ဖြစ်လူတယောက်ရဲ့မကောင်းကြောင်းကိုတခြားတယောက်စီကိုသွားပြီးတော့မပြောဘူးအဲ့ဒါအမတန်ကောင်းတဲ့အမျိုးကောင်းသားသမီးလို့ခေါ်ပါတယ်အမျိုးကောင်းသားသမီးဆိုတာလူတယောက်ရဲ့မကောင်းကြောင်းကိုတခြားတယောက်ကိုသွားမပြောပါဘူးဖုဒ္ဓဝါစာဆိုတာကဆဲတာကြမ်းကြမ်းတမ်းတမ်းပြောတာလို့အဓိပ္ပာယ်ရပါတယ်ခုကဲမိကောင်းဖခင်သားသမီးတွေမှာဖုဒ္ဓဝါစာနဲကြပါတယ်တိတ်ရိုင်းတဲ့လူတွေမှာပဲရှိတာများပါတယ်ဒီလိုကြမ်းတမ်းတဲ့ပြုမှုကိုလူတွေကဒုစရိုက်လို့ကိုမထင်တော့ဘူးလိန်တာဆဲတာဂုံတိုက်တာတို့ကလည်းအရက်တောက်တာဖဲရိုက်တာခိုးတာလူလာမူရက်စီသုံးဆွဲတာစတဲ့ဒုစရိုက်တွေလို့ပဲအမတန်ဆိုးပါတယ်တန်ဖပလာပဆိုတာကတော့အပြင်းပြောတာပါပဲဒါလည်းဒုစရိုက်ပဲဒီအပြင်းပြောတာကဘာမှလည်းအည်ဖတ်ရတာမဟုတ်ဘူးအဲ့ဒီဒုစရိုက်တရားလေးပါးကိုလောက်ရမှာမရှစ်တာအဟိတိကပဲဒါကြောင့်မို့အဟိတိကမရှိဘူးဆိုတာဘယ်မှာမရှိတာလဲဆိုရင်အတူကျုပ်ကတော့ဒုစရိုက်လောက်ရမှာမရှိတာပါကာဒုစရိုက်၃ပါးဝစီဒုစရိုက်၄ပါးကိုလောက်ရမှာမရှိတာရှစ်တယ်ဆိုတာလည်းရှစ်တဲ့နေရာမှာရှိရတယ်မရှစ်တဲ့နေရာမှာမရှိရဘူးတချို့ကတများလို့ဥပ္ပဆံပွားနိုင်တာကိုရှစ်တယ်ဒါဟာရှစ်စရာမဟုတ်ပါကိုရှိတယ်လို့ကိုဝတ်တာပဲဒုစရိုက်မှမဟုတ်ပဲတချို့တလေမင်္ဂလာဆောင်စားတဲ့ပွဲနေပွဲထိုင်သွားမယ်ဆိုရင်စိန်နဂတ်တို့ဘာလို့မရှိလို့ငါးဝတ်သွားတယ်ငါးဝတ်သွားတဲ့လူနဲ့ဒီတိုင်းသွားတဲ့လူကဘယ်သူကပိုကောင်းတယ်လဲဒီတိုင်းသွားတဲ့လူကပိုကောင်းတာပေါ့ငါးဝတ်တယ်ဆိုတာကရှစ်စရာကြီးသူမရှိမှလူတိုင်းသိတာပဲပိုလာရင်တော့ဟုတ်တာပေါ့ပိုလဲမလာပဲနဲ့တများထင်ကြည့်အောင်ဝတ်တာကတော့အဓိပ္ပာယ်မရှိပါဘူးအဲ့ဒီတော့ရှစ်တဲ့နေရာမျိုးမရှိတဲ့နေရာမျိုးကလည်းခွဲသိဖို့လိုပါတယ်အနုတ္တပစေတသိက်မောဟနာအဓိကကတော့ရှင်းပြလို့ပြီးသွားပါပြီအနုတ္တပဆိုတာကမကြောက်တာနည်းနည်းခေါ်ရခက်တယ်ပါဠိကနဩတ္တပဩတ္တပဆိုတာကကြောက်တာနဩတ္တပကိုတွဲဆက်ပြီးတော့အနုတ္တပလို့ခေါ်လိုက်တာအနုတ္တပဆိုတာကမကြောက်တာရိုးရိုးကတော့မကြောက်လန့်မှုဆိုတာကဒုစရိုက်လောက်ရမှာမကြောက်လန့်ဘူးအဟိတိကနဲ့တဘောသွားတူတူပါပဲနောတ္တပဒုစရိုက်လောက်ရမှာမကြောက်လန့်မှုဒုစရိုက်ဆိုတာကကာယဒုစရိုက်၃ပါးဝစီဒုစရိုက်၄ပါးအဲ့ဒါတွေလောက်ရမှာကိုမကြောက်တာမြန်မာကမရှစ်တာနဲ့မကြောက်တာကိုတွဲပြီးသုံးတော့အဲ့ဒီမရှစ်တာနဲ့မကြောက်တာဟာရှစ်တာနဲ့ကြောက်တာရဲ့ဆန့်ကျင်ဘက်ပါပဲမြန်မာလူမျိုးဟာအရှစ်ကြောက်ရှိတယ်အဲ့ဒီတော့မရှစ်တာနဲ့မကြောက်တာအဟိတိကနဲ့နောတ္တပကိုဟိရိနဲ့ဩတ္တပရှစ်တာကြောက်တာတို့နဲ့တွဲပြောမှအဓိပ္ပာယ်ရှင်းပါတယ်လက်ပေးလက်ယူမိမိကိုယ်မိမိရှစ်တာကဟိရိစေတသိက်မိမိကိုယ်မိမိမရှစ်တာကအဟိတိကစေတသိက်အဟိတိကဆိုတာကမိမိကိုယ်မိမိမရှစ်တာဥပမာအာရိဏဒါနလက်စားတဲ့ဆိုပါတော့အရာရှိကြီးတယောက်ဟာလက်ပေးလို့လက်ယူလိုက်တယ်ဆိုလို့ရှိရင်လက်ယူတာကိုဘေးကလူတွေကလည်းဘယ်သူမှမသိဘူးအခုမြန်မာဘဝမှာဥပဒေအကြောင်းအရာလည်းဘာမှအရေးမယူနိုင်ဘူးအဲ့ဒီအခါလက်ယူလိုက်တယ်ဆိုရင်ပဲအဟိတိကဖြစ်သွားပါတယ်ဘာဖြစ်လို့လဲဆိုရင်အဟိတိကဆိုတာမိမိကိုယ်မိမိမရှစ်တာဆိုတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါပေမဲ့ငါလူကြီးလူကောင်းအရာရှိတယောက်ကလက်ယူမယ်ဆိုရင်ဒီပြင်လူငယ်တွေလည်းငါ့ကိုအတုလိုက်ပြီးမှတိုင်းပြည်လုံးပျက်စီးသွားလိမ့်မယ်ငါလူတယောက်ဟာလက်ပေးလက်ယူလို့ဟိုမကောင်းဘူးလို့ကိုရှစ်လို့မယူဘူးဆိုရင်ဒါဟိရိပါပဲအဟိတိကစေတသိက်ကအနောတ္တပတဲ့ပို့ပြီးသိမ်မွေးတယ်တခြားလူတွေပြောမှကိုကြောက်တာကဩတ္တပလက်ပေးလက်ယူလုပ်လိုက်လို့ရှိရင်တခြားလူတွေသိကုန်လိမ့်မယ်ဘယ်သူပဲသိဘယ်သူတွေပါပြောလုံမယ်ဆိုတာကအနောတ္တပအဲ့ဒီတော့ဘေကလူတွေပြောရမှာမကြောက်လို့ရှိရင်အနုတ္တပစေတသိက်ကိုမရှိလို့ရှိရင်အဟိတိကစေတသိက်အဘိဓမ္မာမှာအဟိတိကစေတသိက်ကိုဝက်နဲ့ဥပမာပေးထားပါတယ်ဝက်ဟာမစင်ကိုစားမှာမရှိဘူးမယွန်ဘူးဝက်မစင်စားတာဟာမစင်ကိုမယွန်လို့ပါပဲ
အဲ့ဒီယွန်စရာဖြစ်တဲ့မစင်ကိုဘက်ကမယွန်တယ်လို့ဒုစရိုက်တွေကိုလောရမှာမယွန်တာမစစ်ဆုပ်တာဟာအိုက်ဒီကပါပဲပိုးပရံမျိုးမီးကိုတို့ကိုကျိုးနဲ့လာပြီးဆိုတဲ့ရှေ့ဆရာတော်ကြီးများရေးတဲ့တန်ပေါက်ရှိပါတယ်ပိုးပယံကောင်များဟာမီးကိုတိတ်ပြီးတော့တဘောကြတာမီးရှိရင်အကုန်လုံးတိုးတာပဲမီးကိုတိုးပြီးတော့ပိုးပယံတွေအကုန်လုံးသေးကုန်တာပဲအဲ့ဒီလိုပဲအနောတပဟာပိုးပယံနဲ့တူတယ်ဆိုပြီးဥမာပေးပါတယ်တကယ်တဘောတရားကြတော့အာဟိတိကမိမိကိုယ်ကိုမိမိမရှိဘူးနောတပကသူတစ်ပါးပြောမှမကြောက်ဘူးအာဟိတိကနဲ့နောတပနှစ်ခုတွဲလိုက်မိတဲ့အခါကျတော့ဘယ်အာကုသိုလ်မို့ဆိုအကုန်လုံးတော့တာပဲအာကုသိုလ်လုပ်တဲ့လူတစ်ယောက်ဟာနံပါတ်1မိမိကိုယ်ကိုမိမိရှိရမယ်နံပါတ်2သူတစ်ပါးပြောမှကိုကြောက်ရမယ်ဆိုတဲ့ဒီနှစ်ခုကိုဂရုမစိုက်ဘူးဆိုရင်အာကုသိုလ်တွေကိုလှုပ်ရဲတော့တာပါပဲဥမာလူကြီးလူကောင်းဟာကိုယ်ကုံတိတ်ခါတွေကိုလည်းဂရုမစိုက်ဘူးဘေးကလူတွေပြောမှလည်းဂရုမစိုက်ဘူးကိုယ်ကုံတိတ်ခါကိုဂရုမစိုက်ဘူးဆိုတာကအဟိတိကစေတသိက်ဘေးကလူတွေပြောမှဂရုမစိုက်ဘူးဆိုတာကအနောတပစေတသိက်အဲ့ဒီလိုကိုလည်းဂရုမစိုက်ဘူးဘေးလူကိုလည်းဂရုမစိုက်ဘူးဆိုတဲ့အဟိတိကနဲ့နောတပနှစ်ခုရှိနေရင်အာကုသိုလ်တွေကိုလှုပ်ဖြစ်တော့တာပဲအာဟုတုစတိတ်ဆိုတာကမောဟကအမောင်ချပေးလိုက်တယ်မောဟကမောင်ကြီးချပေးလိုက်တော့အဟိတိကကိုယ်ကုံကိုတိတ်ခါကိုလည်းဂရုမစိုက်တော့ဘူးမောင်ချပေးထားတော့ဘေးကလူတွေကိုလည်းမမြင်တော့ဘူးဘေးကလူတွေကိုလည်းမမြင်ရတော့နောတပကကြောက်ကိုမကြောက်တော့ဘူးအဟိတိကနဲ့နောတပစတိတ်နှစ်ခုစလုံးပေါင်းမိလိုက်တော့ဘယ်အာဟုတုဖြစ်ဖြစ်အကုန်လှုပ်ရဲတော့တာပါပဲအဲ့ဒါကြောင့်မို့အဟိတိကနဲ့နောတပစတိတ်နှစ်ခုမပါလို့ရှိရင်ဘယ်အာဟုတုကိုမှလှုပ်လို့မရဘူးအာဟုတုလုပ်ငန်းတွေအကုန်လုံးထဲမှာမောဟပါမယ်အာဟိတိကပါမယ်အနောတပပါမယ်ဩဒိစ္စစေတသိက်ဩဒိစ္စစေတသိက်ဆိုတာပြန့်လွင့်မှုလို့အထည်ပဲရှိပါတယ်စိတ်ကတည်ရနေမယ်ဆိုရင်မကောင်းမှုလုပ်လို့မရဘူးလူငယ်တွေဟာဘာမှအလုပ်မရှိပဲပညာလည်းမသင်စာလည်းမသင်ဘာသာနာမှလည်းမတည့်ဖက်ဒီတိုင်းပြတ်ထားလို့ရှိရင်သူတို့စိတ်ဟာနည်းနည်းလွန့်တယ်ပြန့်တယ်အဲ့ဒီတော့ပြန့်လွင့်နေတယ်ဆိုတာဟာကောင်းတဲ့စေတသိက်မဟုတ်ဘူးဩဒိစ္စပါနေလို့စိတ်ပြန့်လွင့်တာသင်တန်းကလည်းသင်နေတဲ့စာသင်နေတဲ့အလုပ်လုပ်နေတယ်ဆိုရင်စိတ်ကတည်တတ်နေပြီးမကောင်းတာမလုပ်ဖြစ်ဘူးဒါကြောင့်လူငယ်လူရွယ်တွေကိုအလုပ်လက်မဲ့မဖြစ်စေပဲအကုန်လုံးအလုပ်ပေးထားမှဒီမကောင်းတာတွေကိုမလုပ်ဖဲနေမှာအဲ့ဒီတော့ဩဒိစ္စစိတ်ပြန့်လွင့်တယ်ဆိုတော့ဒါဟာအာကုသိုလ်ဖြစ်တာပါပဲစိတ်ကိုပြန့်လွင့်အောင်လုပ်ပေးတာကဩဒိစ္စစေတသိက်စိတ်ဆိုတာကတော့ပထမဖြူစင်နေပြီးကြည်နေတာပဲအဲ့ဒီကြည်နေတဲ့စိတ်ကိုပြန့်လွင့်အောင်လေလွင့်အောင်လုပ်ပေးတာကဩဒိစ္စစေတသိက်အဲ့ဒီတော့မောဟအဟိတိကနောတပဩဒိစ္စဆိုတဲ့ဒီလေးပါလုံးကဘယ်အာကုသိုလ်မျိုးမဆိုအာကုသိုလ်လုပ်တိုင်းပါနေတယ်လောဘအုပ်စု၌တာပါဝင်တဲ့စေတသိက်လောဘစေတသိက်လောဘကတော့အာကုသိုလ်လုပ်တိုင်းမပါဘူးလောဘအုပ်စုမှာသာပါဝင်တယ်အများကလောဘလိုချင်မှုလို့ဘာသာပြန်ကြတယ်လိုချင်တာမှန်သမျှအကုန်လုံးလောဘလားကောင်းတာလှုပ်ချင်တာဒါနပြုချင်တာကုသိုလ်လိုချင်တာအဲ့ဒီလိုချင်တာမှန်သမျှအကုန်လုံးလောဘလားလို့မေးတဲ့အခါပြဿနာတက်တယ်ဒါကြောင့်မို့လောဘကိုလိုချင်မှုလို့ဘာသာပြန်တာအကုန်လုံးမငုံမိဘူးမငုံမိတဲ့အခါကျတော့တန်မြင့်မှုဆိုပြီးဘာသာပြန်ကြတယ်တန်မြင့်မှုဆိုတဲ့မြန်မာစကားလုံးကိုအခုအရက်ထဲမှာသိမသုံးပါဘူးလိုချင်မှုဆိုတဲ့စကားလုံးကိုတော့မြန်မာတွေပြောနေကြတယ်တန်မြင့်တယ်ဆိုတဲ့စကားကိုမြန်မာတိုင်းသိမပြောကြပါဘူးမြင်မောတယ်ဆိုတဲ့စကားကိုတော့ခုခေတ်မှာသူဟာဒီပစ္စည်းကိုသိမမောတာပဲစသဖြင့်ပြောကြတယ်တန်မြင့်တယ်လို့တော့သိမပြောကြဘူးအဲ့ဒီတော့တတ်မြတ်တယ်မေမောတဲ့နဲ့တက်တယ်ကြိုက်တယ်ဆိုတဲ့စကားတွေဟာလောဘရဲ့ပရိရွယ်တွေကြီးပါပဲလောဘကိုဘာသာပြန်တာပါပဲနောက်ပြီးတော့ညှိကပ်တယ်ဆိုတာကပို့ပြီးတော့အဘိဓမ္မာတဘောနဲ့ကိုက်ညီတယ်ညှိကပ်တယ်ကပစ္စည်းတစ်ခုခုမှာညှိကပ်ပြီးနေတာကိုဥပမာငွေ1000လို့ရမယ်ဆိုရင်ငွေ1000အပေါ်မှာလောဘကညှိကပ်ပြီးနေတယ်ဒါနလုပ်တဲ့အခါညှိကပ်နေတဲ့လောဘကိုခွာချလိုက်တဲ့အတွက်ငွေ1000လူပြတ်သွားတယ်ဒါကြောင့်မို့လောဘဟာမြောင်နေစိတ်နဲ့တူတယ်လို့အဘိဓမ္မာဆရာတွေကဥပမာပေးပါတယ်။မြောင်နေစိတ်ဟာလက်နဲ့ကိုင်ရင်လက်ကတ်တယ်၊ခေါင်းနဲ့ထိရင်ခေါင်းကတ်တယ်၊ခြေနဲ့ထိရင်ခြေကတ်တယ်၊မြောက်ကိုကတ်တဲ့အစေးကိုမြောင်နေစိတ်လို့ခေါ်တာပါ။အဲ့ဒီလိုလောဘကိုမြောင်နေစိတ်နဲ့ဥပမာပေးကြတာညှိကပ်မှုနဲ့အဓိပ္ပာယ်ပါပဲ။ညှိကပ်တယ်ဆိုတဲ့လောဘဟာမစွန့်လွတ်နိုင်ဘူး။ဘာပဲဖြစ်ဖြစ်လောဘဟာကိုရလာတဲ့ပစ္စည်းလေးကိုတာမညနဲ့မစွန့်လွတ်နိုင်ဘူး။လူချင်းပေမဲ့လူဖို့ရန်တော်စိတ်ကူးနေရတယ်။အဲ့ဒီညှိကပ်နေတာကိုဖယ်လိုက်တဲ့အခါကျမှဆွန့်လွတ်နိုင်တဲ့သဘောဖြစ်ပလာပါတယ်။လူချင်းမှုတတ်မြင့်မှုတွေ့တာမှုနဲ့သိမှုတာယာမှုစတဲ့မြန်မာစကားတွေဟာလောဘရဲ့ပရိရွယ်တွေဖြစ်ပါတယ်။လောဘနှမျိုးလောဘဆိုတာတမလောဘဝိတမလောဘလို့နှမျိုးရှိပါတယ်။ရှိတဲ့ရှိထိုက်တဲ့လောဘကိုတမလောဘလို့ခေါ်ပါတယ်။မရှိတဲ့မရှိထိုက်တဲ့လောဘကိုဝိတမလောဘလို့ခေါ်ပါတယ်။ဒါကြောင့်မို့လူဆိုရင်တမလောဘကတော့ရှိရမှာပါပဲ။တမလောဘမရှိရင်လူလို့ရကိုမရပါဘူး။ကိုသားသမီးတွေကိုမချစ်ရဘူးလားကိုသားသမီးတွေကိုကိုမွေးထားပြီးရှုပ်ပါတယ်ကွာ
သားသမီးတွေကိုချစ်ခင်နေတာဟာလောဘတွေပဲဆိုပြီးသားသမီးတွေကိုပြစ်ထားမယ်ဆိုရင်ကလေးတွေအကုန်ပျက်စီးသွားပါလိမ့်မယ်မိမယူထားပြီးတော့ကိုမိမကိုမချစ်ရဘူးလားချစ်ရမှာပေါ့တရားတွေပြပြီးတော့မိမတွေချစ်တာဟာလောဘတွေပဲအကုသိုလ်တရားတွေပဲဒီလောဘတွေကိုပယ်ပြစ်လိုက်ရမယ်ဆိုရင်မိမတွေကိုပြစ်ထားနိုင်မယ်ဆိုရင်လောကကြီးပျက်စီးသွားပါလိမ့်မယ်အဲ့ဒီတော့လူလုတဲ့လူတွေဟာသားသမီးကိုသားမယားကိုကြွေးမေးဖို့တည်းစီးပွားမရှာရဘူးလားစီးပွားရှာရပါမယ်စီးပွားလိုချင်တာလောဘလားစီးပွားရေးကိုလိုချင်တာလည်းလောဘပဲလောဘပေမဲ့လူလုံးနေလို့ရှိရင်တော့စီးပွားရှာရမယ်ပညာသင်ရမယ်အဲ့ဒီတော့တမလောဘဆိုတာဟာလူမှာရှိတဲ့ရှိတတ်တဲ့လောဘဖြစ်လို့ရှိကိုရှိရမယ်လောဘကိုပယ်တဲ့အခါမှာလူတွေပယ်ရမယ်လောဘယဟန်တော်များပယ်ရမယ်လောဘတရားအထုတ်တဲ့လူတွေပယ်ရမယ်လောဘစသဖြင့်လောဘကိုအဆင့်အတန်းတွေအများကြီးခွဲရမှာပါတမလောဘဝိတမလောဘဆိုတာကလူတွေမှာပဲပြောတာပါတရားနည်းလမ်းမှန်ကန်စွာပစ္စည်းရှာတာကိုတမလောဘခေါ်ပါတယ်ကိုဘာရာကိုပညာသင်ပစ္စည်းဥစ္စာရှာတယ်တရားသဖြင့်လိုချင်တာဟာတမလောဘပါမတရားသဖြင့်လိုချင်တာကတော့ဝိတမလောဘဖြစ်ပါတယ်ဒါကြောင့်လူတွေမှာလောဘဟာအာကုသိုလ်တော့အာကုသိုလ်ပဲအာကုသိုလ်ပဲမဲ့တမလောဘကတော့ရှိကိုရှိရမယ်တကယ်တရားအထုတ်ပြီးတော့သားတွေသမီးတွေမရတဲ့အကုန်လုံးစွန့်ပစ်ပြီးဘုံကြီးဝတ်ပြီးကျင့်တဲ့ခါကျတော့လောဘအလုံးကိုပယ်ရမှာပေါ့ဒါကြောင့်မို့လောဘကိုအစင်းစင်းပယ်ရတာပါတောပတာပါမှာလောဘမရှိဘူးလားရှိတယ်တက္ကတာကမှာလည်းရှိတယ်အနာဂတ်မှာလည်းလောဘရှိတယ်ယဟန္တာကြတော့လောဘမရှိတာပုထုဇဉ်ဆိုရင်အများကြီးရှိတယ်ဒါကြောင့်မို့လောဘကိုသောတာပန်တက္ကတာကအနာဂတ်ယဟန္တာတို့အရိယာမေဖြင့်၄ချိန်ပယ်ရပါတယ်လောဘစေတသိက်ရဲ့တဘောကခင်းတယ်၊တွဲသားတယ်၊နှစ်သက်တယ်မစွန့်လွတ်နိုင်ဘူးဒီစကားတွေဟာလောဘရဲ့အဓိပ္ပာယ်တွေကြီးပါပဲလောဘကိုပါဠိလိုတဏှာလို့လည်းခေါ်ပါသေးတယ်အဘိဓမ္မာမှာတဏှာလို့လည်းထင်ရှားတယ်မြန်မာစကားမှာတဏှာဆိုတော့တစ်မျိုးဖြစ်သွားတယ်မြန်မာစကားမှာတဏှာကြီးတယ်ဆိုတာလောဘတွေမကတော့ဘူးတဏှာဆိုရင်မြန်မာကတစ်မျိုးနားလည်သွားတယ်ဒါကြောင့်မို့အဘိဓမ္မာသင်တဲ့အခါတဏှာ6မျိုးသင်ရပါတယ်ရူပတဏှာတတ္ထတဏှာခန္ဓာတဏှာရတ္တတဏှာဖောဓဘတဏှာဓမ္မတဏှာအဲ့ဒီတော့အဘိဓမ္မာကတော့တဏှာဟာအမတန်ရှင်းတယ်လောဘအတိုင်းပဲလောဘ6မျိုးအစင်းအမျိုးမျိုးတွေ့တာတာနိတ္တတာရူပတဏှာအတန်ကောင်းကောင်းလေးတွေကိုတွေ့တာတာနိတ္တတာတတ္တတဏှာအနံ့အမွေးကြံအမျိုးမျိုးကိုတွေ့တာတာနိတ္တတာခန္ဓာတဏှာအရာရာအမျိုးမျိုးကိုတွေ့တာတာနိတ္တတာရတ္တတဏှာအသွေးအထိအမျိုးမျိုးကိုတွေ့တာတာနိတ္တတာဖောဓဘတဏှာတဘောတရားတွေကိုတွေ့တာတာနိတ္တတာဓမ္မတဏှာလောဘ3မျိုးလောဘဆိုတဲ့ဝေါဟာရကမြန်မာစကားဖြစ်နေတော့လောဘလို့ဆိုလို့ရှိရင်မြန်မာကနားလည်ပါတယ်အဲ့ဒီလောဘကိုအဘိဓမ္မာမှာတဏှာလို့ခေါ်တယ်တဏှာဆိုတာကလည်းမြန်မာစကားဖြစ်နေပါပြီပါဠိလိုလောဘကိုရာဂလို့လည်းခေါ်တယ်ရာဂကိုမြန်မာနားမှာတစ်မျိုးနားလည်နေကြပါတယ်အဘိဓမ္မာမှာတော့လောဘတဏှာရာဂဆိုတာတူတူပါပဲတို့တော့မြန်မာစကားမှာလောဘဆိုရင်တစ်မျိုးနားလည်တယ်တဏှာဆိုရင်တစ်မျိုးနားလည်တယ်ရာဂဆိုရင်တစ်မျိုးနားလည်တယ်လှုပ်ကြံတာအဘိဇာနောက်ပြီးလောဘကိုအဘိဇာလို့လည်းခေါ်ပါသေးတယ်ရှင်းမြန်မာတွေကအဘိဇာဆိုတာမနာလိုဝန်တိုတယ်တဲ့အဲ့ဒီတော့မြန်မာစကားမှာတစ်မျိုးပြောနေကြပါတယ်အဘိဇာမှာအဘိဓမ္မာမှာတော့အဘိဇာဆိုတာကလောဘကိုပဲခေါ်တာပါအဘိဇာရဲ့တရားကိုရကောင်းမယ်ဆိုရင်လောဘကိုကောက်ရပါတယ်မနာလိုတယ်ဆိုတာကအဘိဓမ္မာစကားလုံးနဲ့ဆိုရင်အိတ်တာပါသူတစ်ပါးကိုမနာလိုတာသူတစ်ပါးရရူရတာကိုမနာလိုတာသူတစ်ပါးချမ်းသာတာကိုမနာလိုတာအဲ့ဒီမနာလိုတာကိုအဘိဓမ္မာမှာအိတ်တာလို့ခေါ်ပါတယ်အဘိဓမ္မာကိုလူတွေကမနာလိုတယ်လို့အဘိဇာကိုလူတွေကမနာလိုတယ်လို့နားလည်နေကြပါတယ်မြန်မာနားမှာမြန်မာစကားလိုဖြစ်နေတော့မားတယ်လို့မပြောနိုင်ပေမဲ့အဘိဓမ္မာနဲ့ကြည့်တော့သူတစ်ပါးစိစိမ်ချမ်းသာကိုလှုပ်ကြံတာကိုကအဘိဇာလို့ခေါ်တာပါအဘိဇာကိုရှိတာဘာသာပြန်တာကတော့သူတစ်ပါးစိစိမ်ကိုရှေ့ရှုကြံနေတဲ့တရားကိုလိုက်ပြီးတော့ပြန်တာပါမြန်မာလိုနားလည်ရမှာကတော့သူတစ်ပါးစိစိမ်ကိုလှုပ်ကြံတယ်ဒါအဘိဇာပဲသူတစ်ပါးစိစိမ်ကိုလှုပ်ကြံတယ်ဆိုတာဟာတကယ်တော့လောဘပါပဲဥပမာအဖွဲ့အစည်းတစ်ခုမှာယာတို့ကြီးကြီးတွေကိုကိုလိုချင်တာနဲ့ကိုရဖို့ရလှုပ်ကြံတာကိုအဘိဇာလို့ခေါ်ပါတယ်သူတစ်ပါးချမ်းသာနေတဲ့အဲ့ဒီချမ်းသာနေတဲ့လူတွေရဲ့စီစဉ်ကိုရအောင်မတရားနည်းနဲ့ကြံတယ်အဲ့ဒီလိုကြံစီတဲ့အမှုကိုအဘိဇာလို့ခေါ်ပါတယ်ခုကစကားနဲ့ဆိုရင်လှုပ်ကြံမှုပေါ့အဘိဇာဟာလှုပ်ကြံမှုပါပဲအဲ့ဒီတော့သူတစ်ပါးစီစဉ်ချမ်းသာဥစ္စာကိုဘာလို့လှုပ်ကြံတာလဲဆိုရင်လိုချင်လို့လှုပ်ကြံတာဖြစ်ပါတယ်တချို့ကတော့သူတစ်ပါးပစ္စည်းကိုလိုချင်တာကိုအဘိဇာခေါ်တယ်တဲ့လိုချင်ုံနဲ့တော့အဘိဇာမဟုတ်ပါဘူးဥပမာသမ ्या တွေမော်တော်ကားကြီးစီးသွားတော့ဒီမော်တော်ကားကြီးရကြောင်းလှုပ်ကြံမှသာအဘိဇာဖြစ်ပါတယ်သူများတိုက်ကြီးနဲ့နေတဲ့ငါဒီလိုတိုက်ကြီးနဲ့နေရရင်ကောင်းမှာပဲလို့လိုချင်တာကတော့အဘိဇာမဟုတ်ပါဘူးဒီလိုဒီတိုက်ပေါ်ကဆင်းသွားရအောင်ဒီတိုက်ကိုရအောင်လှုပ်ကြံတာကိုမှအဘိဇာခေါ်ပါတယ်ဒါကြောင့်မို့လိုချင်လို့လှုပ်ကြံတဲ့အမှုကိုဒါအဘိဇာလို့ခေါ်ပါတယ်အဘိဓမ္မာမှာအဘိဇာကိုဘာသာပြန်ရတာမလွယ်လာပါဘူးအဲ့ဒီတော့
လောဘမှာဒီဂရီအမျိုးမျိုးရှိပါတယ်တဲ့တာမညလိုချင်တာလဲလောဘပဲတို့တော့လိုချင်နေုံတွင်မကဘူးမရရအောင်လှုပ်ကြံတဲ့အခါကျတော့အဘိဇာဖြစ်လာပါတယ်